အခုလိုအသားတုံးအကြီးကြီး3 တုံးလဲပါတယ်ထမင်းလိုက်ပွဲဆိုတာကလည်းကုန်းရင်ကုန်းသလိုစိတ်ကြိုက်ယူလို့ရတယ်ငပိရီတို့စရာနဲ့စိုက်တဲ့အစုံပါတဲ့ဟော်ဒီလိုဖတ်တမင်တပွဲကို8000ဟုတ်ပါတယ်တကယ်ကို8000ပါသူ့ဆိုင်ကပေးထားတဲ့ပဲရီဘွားကြော်လေးကလေမွမွလေးနဲ့တော်တော်ကိုစားလို့ကောင်းပါတယ်ဖက်နှံ့သင်းနေတဲ့ထမင်းလေးကိုမှငပြားရီကြော်လေးနဲ့နေပြီးစားရတာကတလုံးဆိုတလုံးဆိုသလောက်ထိမိနေတာပါပဲကျွန်တော်ကတော့ရွေးချယ်စရာဟင်းတွေအများကြီးရှိတဲ့ထဲကမှအမဲနဲ့ဟင်းလေးနဲ့စားပြစ်ခဲ့ပါတယ်အမဲနဲ့တုံးကလည်းလေတော်တော်ကိုကြီးတဲ့ထဲမှာပါပါတယ်။ကြိုက်လိုက်လို့ရှိရင်လည်းနူးဤနေရောပဲ။တခွားသီးလေးကိုတကြွကြွကြိုက်ပြီးစားရတဲ့အရာကလည်းတော်တော်ကိုလိုက်ဖက်ပြီးတော့ကောင်းလာပါတယ်။သူ့စီမားကလေငပြာရီကျော်ပါပြီးတဲ့အပြင်ကိုမှအခုလုံငူသီးစိမ့်လေးနဲ့ဖြော်ထားတဲ့ငပိရီမွမွေးဆက်ကလေးလည်းပါသေးတယ်။8000ဆိုတာကတော့ဟင်းဘိုးနဲ့တင်တန်နေပါပြီ။ဒါကတော့ကျွန်တော်အကြိုက်ဆုံးနန်းနန်းပင်ပါ။စားပြီးတဲ့အခါချိုတဲဖို့ထညာခဲလေးလည်းရှိလို့စားခဲ့ပါသေးတယ်။ဆိုင်နာမည်လေးကတော့ညောင်ညိုရိထမင်းဆိုင်ပါနောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်တက်တာ